ဒီကနေ့တင်ပြချက်လေးကမြေကြိုးဆိုပါမယ်။ဗန္ဒာရေးနဲ့ပတ်သက်တဲ့ရှုပ်ထွေးလာတဲ့စကားလုံးတွေကိုဘေးဖယ်ထားပြီးစစ်မှန်တဲ့ဗန္ဒာရေးလွတ်လပ်ခွင့်ဆိုတဲ့ financial independence ရရှိဖို့တကယ့်အဓိကကျတဲ့တောချက်တွေကိုအခုပဲတိုးတိုးနဲ့လူရင်းရောက်အောင်လေ့လာကြည့်ကြရအောင်။ကဲဒီအကြောင်းအရာတွေကိုစတင်ငုံယူကြည့်လိုက်ကြစို့။လူများစုလက်ခံထားကြတဲ့အလို့နဲ့ဘဝမျှတမှုဆိုတဲ့အယူအဆကတကယ်ပဲအလို့ဖြစ်ရလားဆိုတာရေမစ်စာအုပ်ကနေချက်ချင်းပဲမင်းဝန်းထောက်ထားပါတယ်။တွေးကြည့်ပါ။နေ့စဉ်အလို့ကနေအိမ်ပြန်လာတဲ့အခါတကယ်ပဲလန့်ဆန်တက်ကြွနေကြသလား။ဒါမှမဟုတ်စွမ်းရည်နဲ့ခန်းချောင်နေပြီလား။ Mr. Manny Mustache ရဲ့အဆိုအမိန်ဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒီလိုပြင်းထန်တဲ့ဥပမာကနေတဆင့်ဘာကိုမိမောင်းထိုးပြနေလဲဆိုရင်ကိုပေးဆက်လိုက်တဲ့အားထုတ်မှုတွေနဲ့တကယ်တမ်းဘာကိုပြန်ဝယ်ယူနေတယ်လဲဆိုတာနားမလဲပဲအဆုံးအစမရှိတဲ့ဒနာဥစ္စာတွေကိုလိုက်လံရှာဖွေနေခြင်းဟာဘလောက်အချီးနှီးဖြစ်တယ်လဲဆိုတာပါပဲ။ပိတ်ဆန်ကြီးသက်သက်ကအဖြစ်မဟုတ်ဘူးဆိုတာသိကိုထင်ရှားပါတယ်။အပြောင်းလဲတဲ့ငွေကြီးရဲ့တန်ဖိုးအစိုးမရှိတဲ့အလိုချင်တက်မှတ်မှုထောင်ချောက်ထဲကနေယုံထွက်ဖို့ဆိုရင်ပိုက်ဆံဆိုတာတကယ်တမ်းပါတယ်ဆိုတဲ့အယူအဆအပေါ်မှာကြီးမားတဲ့အမြင်အပြောင်းလဲတစ်ခုလုပ်ဖို့လိုအပ်လာပါပြီ။အရေးကြီးဆုံးအချက်ကတော့ဒါပါပဲ။ငွေဆိုတာစက္ကူတွေရွှေတွေမဟုတ်ပါဘူး။ငွေဆိုတာလူတစ်ယောက်ရဲ့တကယ်ဘဝဆိုရင်မှာပဲ။ပြောရရင်ကိုယ့်ရဲ့အဖို့တန်အချိန်ရင်းခွန်အားတွေကိုပိတ်ဆံနဲ့တိုက်ရိုက်လဲလှယ်နေကြတာဖြစ်ပါလေ။လူသားတွေဟာမသိဆုံးရင်အချင်းအထိပြားများအားဖြင့်နိုင်ပေါင်း6သိန်း5,000ခန့်သာအသက်ရှင်ခွင့်ရကြပါတယ်။စဉ်းစားကြည့်ပါဒါဟာအချင်းဆိုတာအလွန်ကန့်သက်ချက်ရှိပြီးအဖို့တန်ဆုံးရတနာထိတယ်ဆိုတာကိုပြသနေတာပါ။ဒီရှိနေတဲ့နိုင်လေးတွေကိုဘယ်လိုသုံးမလဲဆိုတာတကယ်ကိုအရေးကြီးပါတယ်။အပြောင်းလဲနှစ်ပြည့်ဝဆောင်လည်မှုမြင့်ရင်ခွေဒီအချက်ကစေပိုင်းဆိုင်ရာအမြင်ပြောင်းလဲမှုကိုဘယ်လိုတိစောက်ပေးလဲဆိုတာဆက်ကြည့်ကြရအောင်။သုံးဆွေးမှုဆိုတဲ့အတိပ္ပယ်ကိုအသစ်ပြန်လဲသတ်မှတ်လိုက်ခြင်းကဗန္ဒာရေးလမ်းကြောင်းကိုအခြေခံကြပြောင်းလဲသွားစေပါတယ်။ချွေတာချင်းဆိုတာမိမိကိုယ်ကိုနှိမ့်ဆက်ပြီးမပြည့်မစုံနေထိုင်ခြင်းဆိုတဲ့အထင်မြင်လွဲမှားမှုကိုအခုပဲရင်းလင်းမြန်ဖယ်ရှားပစ်လိုက်ကြစို့တကယ်တမ်းတော့ချွေတာချင်းဆိုတာရုပ်ဝတ္ထုပစ္စည်းတွေအများကြီးမလို့ပဲပျော်ရွှင်မှုကိုအမြင့်ဆုံးရယူခြင်းသာဖြစ်ပါတယ်။ရုပ်ဝတ္ထုနောက်လိုက်သူတွေကပစ္စည်းတွေသာများနေပေမဲ့ပျော်ရွှင်မှုနဲ့ပြီးအမြဲတမ်းလိုလားတောင့်တနေကြတာသတိထားမိမှာပါ။လုံလောက်ပြီးဆိုတဲ့အထွတ်ထက်ကိုရောက်ရှိတယ်ဆိုတာကတော့ဘဝအတွက်မလိုလက်တဲ့ရှုပ်ပွားနေတဲ့ပစ္စည်းတွေအပေါ်အရန်တွေကိုရှောင်ရှားနိုင်ခြင်းပါပဲ။အဲ့ဒီအပေါ်အရန်တွေကပြေဝဆုံးလင်မှုမြင်ကွယ်ကိုအောက်ဘက်စီမလွယ်မသွေထိုးဆင်းသွားစေတယ်လို့ဖြစ်ပါတယ်။အပြောင်းလဲသုံးလွတ်လပ်ခွင့်ရဲ့တင်ကြသဘောတရားဒသနာပိုင်းဆိုင်ရာအမြင်အပြောင်းလဲလေးတွေကိုတိစောက်ပြီးပြီဆိုတော့လွတ်လပ်ခွင့်ကိုဝယ်ယူခြင်းရဲ့တိကျတဲ့တင်ချဆိုင်ရာအရှိတရားကိုအခုပဲတက်တက်မမလေ့လာကြည့်ကြပါမယ်။ဒါဟာလိုရင်းကိုတက်ရက်ရောက်စေမယ့်အပိုင်းမှာဒီအချက်ကအလျက်ပြောင်းအမှတ်0 over point ဆိုတာကိုအလွန်ပြောင်မြောက်စွာတရုပ်ဖော်ထားပါတယ်။အလျက်ပြောင်းအမှတ်ဆိုတာမိမိရဲ့ယင်းနှမြုံနှံမှုကနေရတဲ့ပုံမှန်ဝင်ငွေဟာနေ့စဉ်လူနေမှုစရိုက်ကိုအမြဲတမ်းကျော်လွန်သွားတဲ့တိကျရဲ့ချင်းကာလကိုခေါ်တာပါ။ဝင်ငွေနဲ့သုံးစိတ်မြေနှစ်ချောင်းဖြစ်သွားပြီးဝင်ငွေကသုံးစိတ်ထက်ကျော်လွန်သွားဘူးဆိုတာနဲ့ငွေရှာဖို့အလို့လုံးရခြင်းဆိုတာမလို့မနေရကိစ္စမဟုတ်တော့ပဲမိမိစိတ်ကြိုက်ရွေးချယ်နိုင်တဲ့အရာတစ်ခုဖြစ်သွားပါပြီ။ဒါဟာစစ်မှန်တဲ့လွတ်လပ်ခွင့်ပါပဲ။မဟာဗျူဟာ F5 အတွက်ယင်းနှမြုံနှံခြင်းအဲ့ဒီအလဲပြောင်းအမတ်ကိုလုံခြုံစိတ်ချစွာရောက်ရှိနိုင်ဖို့ဆိုရင်ပုံမှန်ဝင်ငွေထွက်ပေါ်လာစေမဲ့လက်တွေ့လှုပ်ဆောင်နိုင်တဲ့ရန်တရားတစ်ခုတွေ့ချပေါက်လိုအပ်ပါတယ်။ဒန္တာရေးလွတ်လပ်ခွင့်အတွက်ခေတ္တရန်တရားဟာအဓိကအခြေခံမူထုံးရအပေါ်မိခေါ်နေပါတယ်။အဲ့ဒါတွေကတော့ဝန်ဆောင်ခါနေပါတဲ့အညွန့်ကင်းရမုံငွေများမှာယင်းနှမြုံနှံခြင်းဈေးဝက်တစ်ခုလုံးကိုဖြန့်ကျက်ထားခြင်းနဲ့ရှိရှိကိုင်ဆောင်ခြင်းတို့ပဲဖြစ်ပါတယ်ဝန်ဆောင်ခကြီးမားတဲ့ရမုံငွေစီမံခန့်ခွဲမှုစည်းတွေမပါပဲအရင်နီးကိုတိုးပွားလာစေဖို့ဒီလွယ်ကူရိုးရှင်းပြီးအလွန်ထိရောက်တဲ့နီးလန်းတွေကိုအသုံးပြုကြတာပါအလုံးနဲ့ငွေချေချကချိတ်ဆက်မှုကိုဖျက်တောက်လိုက်ခြင်းအားဖြင့်ဘဝရဲ့အဖိုးတန်ဆုံးရင်အမွေတွေကိုမိမိစိတ်ချိုက်ဦးဆောင်လန်းပြနိုင်မဲ့အဆုံးမရှိတဲ့အခွင့်အလမ်းတွေပွင့်ဟာလာမှာဖြစ်ပါတယ်ပြောရရင်တော့ရွေးချယ်နိုင်ခွင့်ဆိုတာဗန္ဒာရင်လွတ်လပ်ခွင့်ရဲ့စစ်မှန်တဲ့နှလုံးသားပါပဲမြင့်မြတ်စာအုပ်ထဲကဖမင်စတာဖူလာစီကနေရတဲ့ဒီနောက်ဆုံးအတွေးအမြင်လေးဟာတကယ်ကိုစဉ်းစားစရာပါအချိန်နဲ့ငွေကြေးဆိုတာအတားအဆီးတစ်ခုမဟုတ်တော့ဘူးဆိုရင်ဘဝကိုဘလို့တိဆောက်မလဲဆိုတာကိုစစ်ကူးပုံဖော်ကြည့်ဖို့စင်ခေါ်ထားတာပါတကယ်လို့သာငွေကြေးလွတ်လပ်ခွင့်ရသွားခဲ့ရင်ဘလို့အတိတ်ခွေရှိတဲ့ဘဝမျိုးကိုဖန်တီးတိဆောက်ထားမလဲဆိုတာစဉ်းစားကြည့်ဖို့တိုက်တွန်းရင်ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်